အဲ့ငါးကြီးဖြစ်တဲ့အခါမှာသူဟာအစာရှာတာပေါ့အစာရှာတဲ့အခါမှာရေပြင်ပေါ်မှာလှေသင်္ဘောကြီးတစ်စင်းတွေ့တယ်သင်္ဘောကြီးတစ်စင်းတွေ့တယ်အဲ့ဒီသင်္ဘောကြီးတစ်စင်းတွေ့တဲ့အခါကျတော့အစာအဖြစ်အဲ့ဒီသင်္ဘောကိုမျိုးဖို့သူသွားတယ်ငါးကြီးတွေအဲ့လောက်ထိအောင်ကြီးတယ်အဲ့ဒီသင်္ဘောကြီးကိုမျိုးဖို့ဆိုပြီးသင်္ဘောအနီးကိုချင်းကပ်လိုက်တယ်တဲ့အဲ့ဒါလို့ချင်းကပ်တဲ့အခါမှာသူချင်းကပ်လိုက်တဲ့အခါမှာသင်္ဘောပေါ်မှာပါတဲ့လူတွေဟာအလွန်ကြီးတဲ့ငါးကြီးကိုမြင်ကြမှာပေါ့အလွန်ကြီးတယ်ဆိုအလွန်လဲကြောက်စရာကောင်းတယ်သူတို့သင်္ဘောတဲ့အစာပေါင်းများစွာကြီးတဲ့ငါးကြီးကောင်သူတို့လာရောက်လာပြီဆိုရင်သူတို့အန္တရာယ်ကိုကြောက်ကြမှာပဲပေါ့ဒိဋ္ဌဝမံဝါနိစာဘီတာဗုဒ္ဓတိဋ္ဌံမနုဿရဂေါရမောတိမဟာခောတံသုတ်တော်တေဟိဥဒရိတ္တအဲ့တော့ဒီငါးကြီးကသင်္ဘောကြီးနာချင်းကပ်လာတဲ့အခါအားလုံးကမြင်လိုက်ကြတဲ့အခါမှာပင်လယ်ထဲမှာကုံရောင်းကုံဝယ်ဖြစ်သွားကြတဲ့သင်္ဘောကုံသေးတွေဟာကြောက်လိုက်ကြတာကြောက်လိုက်လို့အော်ကြတယ်ထဲမှာဗုဒ္ဓတိဋ္ဌံမြတ်စွာဘုရားကိုအာယုံပြုပြီးတော့ဂေါရမဘုရားကယ်တော်မူပါလို့ဆိုအော်ကြတဲ့နော်ဂေါရမဘုရားကယ်တော်မူပါလို့ဆိုပြီးအော်လိုက်တဲ့အခါမှာသူဟာအဲ့ဒီအတန်ကိုနားထဲမှာသွားကြားလိုက်တယ်ငါးကြီးကနားထဲမှာကြားလိုက်တယ်ဂေါရမဘုရားကယ်တော်မူပါဆိုတဲ့အတန်ကြီးကိုကြားလိုက်တဲ့အခါပုပ္ဖတင်ညာသရိတဝါတတောကာလင်ကတောအဟံဂေါရမဘုရားလို့ကြားလိုက်တဲ့အခါမှာသူဒီအတန်ကိုဘယ်တော့ကြားခဲ့တော့ဆိုဒီပင်ကရာမြတ်စွာဘုရားကနေပြီးတော့သူဝိရာယတိကိုပြလိုက်ပြီးတဲ့အခါအေးလေးတင်ချေတဲ့ကဘာတသိန်းလွန်ရောက်တဲ့အခါမှာဂေါရမဘုရားပွင့်လိုက်မယ်ဆိုတဲ့အဲ့ဒီအတန်လေးကနားထဲမှာပျောက်မသွားဘူးလေးတင်ချေတဲ့ကဘာတသိန်းတက်ကနေကြားခဲ့တဲ့အတန်လေးပြန်ကြားလိုက်တာအဲ့ကြောင့်လေးတင်ချေတဲ့ကဘာတသိန်းကြာမှပြန်ကြားတဲ့အတန်လေးဂေါရမဘုရားကယ်တော်မူပါလို့ဆိုတဲ့အတန်ကြားလိုက်တော့ဗျာဒိတ်ပွဲမှာသူကြားခဲ့တဲ့ဂေါတမဆိုတဲ့စကားလုံးလေးကိုသူနားထဲမှာပြန်ရောက်သွားတယ်နော်အဲ့ဒီမှာပုပ္ပတင်ညာသရိတဝါနာယခင်တုန်းကခေါင်းထဲမှာမှတ်မိနေတာလေးကပြန်ပေါ်လာတယ်ပြန်ပေါ်လာတော့ဩဂေါရမဘုရားဂေါရမဘုရားငါးကြီးရဲ့ခေါင်းထဲမှာဒီအတန်လေးကရောက်သွားတယ်သူကြားမှုတဲ့အတန်လို့သူစဉ်းစားပြီးတော့နောက်ဆုံးမှာအဲ့ဒီငါးကြီးဟာသင်္ဘောကြီးကိုဒုက္ခမပေးပဲနဲ့သူဟာသူ့နေရာပြန်ပြီးတော့သွားရင်ကနေဒီအတန်လေးကိုပဲအာရုံပြုပြီးငါးကြီးကတည်သွားတယ်ပင်လယ်ထဲမှာငါးကြီးကတည်ဆုံးသွားတော့ဘယ်ရောက်သွားတော့ဆိုသာဝဋ္ဌိယကုလီသုတ်အိတ်ချီဇာတော်ပြမနဇာတိသာဝဋ္ဌိမျိုးကအမျိုးကောင်းသားပြမနမျိုးထဲမှာသွားပြီးတော့သူလူသွားဖြစ်ပြန်ကြည့်ဂေါရမဆိုတဲ့အတန်လေးကိုသူမှတ်မိနေပြီဒါတွေကိုခေါင်းထဲကမထွက်တော့ဂေါရမဘုရားကယ်တော်မူပါဆိုတဲ့အတန်လေးကိုသူကယခင်တုန်းကလည်းဒီဂေါရမဘုရားဖြစ်လိမ့်မယ်ဆိုတဲ့ဒီအတန်ကြားဘူးတယ်ဆိုတဲ့အစွဲလန်းလေးခေါင်းထဲမှာပြန်ဝင်လာတယ်အမှန်မှဒါတတိထားစရာကောင်းတယ်ဒါကြောင့်မလို့တရားဓမ္မတွေနာယူမှတ်သားလိုက်ပြီးတော့စိတ်ထဲမှာစွဲသွားလို့ရှိရင်ဒါဟာခိတ္တခဏပျောက်ကွယ်မေ့လျော့နေတော့လည်းပဲတနေ့တစ်ချိန်ကျတော့ပြန်ပေါ်လာတတ်တယ်ဒီဟာနော်ခေါင်းထဲရောက်ပြီးတဲ့အရာတစ်ခုဟာတနေ့တစ်ချိန်ကျရင်ဒီအတန်မျိုးကြားလိုက်ရင်ပြန်ပေါ်လာတတ်တယ်ပေါ့ပြန်ပေါ်လာတတ်တယ်ဒါကြောင့်မို့ပစ္စက်ကပုံနာဇနီးမောင်နှံနှစ်ယောက်ကာသဝဘုရားလက်ထက်တုန်းကကာသဝဘုရားကအမြဲတမ်းဟောတယ်လူဆိုတာမရှိဘူးယုံနဲ့နာနှစ်မျိုးသာရှိတယ်နာမရူပနာမရူပံအနိစ္စဒုက္ခအနတ္တနဲ့ဟောခဲ့အဲ့ဒီကာသဗဘုရားကနာမရူပံဆိုတာတွေဟောခဲ့တာသူတို့နားထဲမှာကြားခဲ့ရတယ်နားရီဝနေတဲ့အတန်လေးဟာဂေါရမဘုရားလက်ထက်ရောက်တဲ့သဗ္ဗတောနာမရူပတမေယတနတ္ထိမမယိတံအေးနာမရူပဆိုတဲ့နာယုနှမျိုးပေါ်မှာလုံးဝတွေ့တာမှုတွေပျောက်သွားမယ်ဆိုရင်ဒီလိုဆိုလို့လေလုံးဝတွေ့တာမှုတွေပျောက်သွားမယ်သဗ္ဗတောနာမရူပတမေနတ္ထိယတနတ္ထိမမယိတံ
အဲ့ဒါတွေပျောက်သွားတဲ့ပုဂ္ဂိုလ်တကယ်ကိုမြင့်မြတ်တဲ့ပြမနာပဲလို့မြတ်စွာဘုရားဟောတဲ့အတန်လေးကိုကြားလိုက်တဲ့အခါသူတို့ဟာတရားဓုတရားမြတ်ရသွားကြားဘူးတဲ့စကားလုံးလေးဟာတန်ဖိုးရှိလာတယ်ပေါ့